大家好，အားလုံးပဲမင်္ဂလာပါရှင်ရွှေ Chinese Corner နဲ့ကြိုဆိုပါရစေအဲ့တော့ရှမ်းတို့ရှိမှာဗီဒီယိုနှစ်ပုတ်ပြီးသွားပြီပေါ့နော်ဖင်း class ရဲ့ဒီဝက်မှာတော့ဖင်းရဲ့ပြီးအကြောင်းပြောလိုက်တယ် day 2မှာကျတော့ဖင်းမှာရှိရဲ့တရတွေအကြောင်းပြောပြီးသွားပြီပေါ့နော်အဲ့တော့ဒီနေ့ဖင်း class ရဲ့ day 3မှာတော့ရှမ်းတို့ဖင်းမှာရှိတဲ့အတန်သုံးနေအကြောင်းကိုပြောပြမှာဖြစ်ပါတယ်ဒီအဲ့တော့အတန်တုံးပေါ့နော်အဲ့တော့တရုတ်စကားမှာကကြတော့လေသူကအသက်တန်တို့ဘာလို့မရှိဘူးပေါ့နော်အသက်တန်မရှိဘူးတခြားစက်လုံးတွေဘာညာမရှိဘဲနဲ့အတိတ်ပဲကိုကွဲပြားအောင်လုပ်တဲ့ဟာကအတန်တုံးတစ်မျိုးပဲရှိတယ်အဲ့တော့အတန်တုံးကပြီးဖို့အတွက်အရင်အရေးကြီးပါတယ်အတန်တုံးပြီးမှစကားလုံးရဲ့အတိတ်ပဲသူဘာပြောချင်လဲဆိုတော့ကိုကသိမှာပေါ့နော်အဲ့တော့အဲ့ဒီအတန်တုံးပေါ့နော် tone max အဲ့ဒီ tone max တွေကစုစုပေါင်း9တန်ရှိပါတယ်9တန်အဲ့တော့ tone max ဆိုတဲ့သဘောကဘယ်လိုမျိုးလဲဆိုတော့အတန်နှိမ့်မြင့်တက်ကြပေါ့နော်မြန်မာမှာဆိုရင်လေအာတို့ကကာခခခအဲ့လိုမျိုး3တန်ရှိရဲ့အတွဲလိုက်ကလေးအဲ့လိုမျိုးပေါ့နော်တရုတ်မှာကကြတော့9တန်ရှိပါတယ်အဲ့ဒီ9တန်တဲကမှဒီနောက်ဆုံးအတန်ပေါ့နော်နောက်ဆုံးအတန်ကသူ့ကိုတရုတ်လိုဆိုရင်တော့ချင်းရှမ်းလို့ခေါ်တယ်အဲ့ဒီချင်းရှမ်းကကြတော့လေသူ့ရဲ့အတန်ကကြတော့တန်ဖို့တန်ပေါ့နော်မြန်မာလိုဆိုသူ့ကိုတန်ဖို့တန်လို့ခေါ်တယ်တန်ဖို့တန်ဆိုတဲ့အတိုင်း तू ကအတန်ကိုဖော့ပြီးတော့ထွက်ရတာ तू ကသူ့မှာအတန်မရှိဘူးပေါ့နော်အတန်လေးကိုဖော့ပြီးတော့ထွက်ရအဲ့ဒါကြောင့်မို့လို့သူ့ကိုဒီတိုင်းလက်ကျင့်လို့မရပါဘူးဒီတိုင်းစက်ကလုံးတစ်လုံးအနေနဲ့သူ့ကိုထွက်ပြလို့မရဘူးပေါ့နော်တခြားစက်ကလုံးအနေနဲ့တွဲပြီးတော့ထွက်တဲ့အခါကျမှပဲသူ့တစ်လုံးနဲ့ကိုအတန်ကိုဖော့ပြီးတော့ထွက်ရတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးပဲရှိပါတယ်အဲ့တော့ဒီချင်းရှမ်းကတော့လက်ကျင့်လို့မရဘူးထွက်လို့မရဘူးကိုစာပိုက်တွေစာကြောင်းတွေဖတ်တဲ့အခါကျတော့မှပဲကိုထွက်လို့ရမယ်ပေါ့နော်အဲ့တော့အဲ့ဟာကိုထားလိုက်ပြောလို့ရှိရင်တော့ကျန်တဲ့အတန်တုံး၄ခုရှိပါတယ်၄ခုကိုကြည့်မယ်ပေါ့နော်အဲ့တော့ပထမအဦးဆုံးအတန်ကိုအင်္ဂလိပ်လို first tone အဲ့တော့ first tone လို့ခေါ်တယ်ပေါ့နော်မြန်မာလိုဆိုရင်တော့ပထမအတန်သူကလေတန်ပြင်းတို့တန် height တို့ဘာလို့ရှိရပါတော့ဒါပေမဲ့အဲ့လိုအခေါ်ဝေါ်တွေကလေတိတ်လည်းမခေါ်ကြဘူးပြီးတော့မှတ်ရတာလည်းခက်လို့အဲ့တော့အင်္ဂလိပ်လိုကိုကမှတ်ချင်တယ်ဆိုရင် first tone လို့မှတ်ထားပါတော့ဒါမှမဟုတ်မြန်မာလိုပဲမှတ်ချင်တယ်ပထမအတန်ဆိုလည်းရတယ်သူကတရုတ်လိုဆိုလို့ရှိရင်တော့သူ့ကိုရီရှမ်းလို့ခေါ်တယ်ရီရှမ်းရီကတစ်ကိုပြောချင်တာပေါ့နော်ရီရှမ်းပထမအတန်အဲ့တော့ပထမအတန်ရဲ့သင်္ကေတကိုအရင်ပြောမယ်သင်္ကေတကဘယ်လိုပုံစံလဲဆိုတော့ရေပြင်းညီမြင်းအတိုင်းပဲသူကဘယ်ကနေညာကိုဆွဲမယ်သူ့သင်္ကေတလေးကဒီလိုတပြေးညီပဲเนาะအနေမြင့်အတက်အကျမရှိဘူးတပြေးညီပဲသွားတာအဲ့တော့သူ့ရဲ့အတန်ကလည်းအဲ့လိုပဲအနေမြင့်တက်ကြမရှိပဲねတပြေးညီပဲထွက်တဲ့အတန်မျိုးเนาะအဲ့တော့အာတန်ရှည်နည်းနည်းလေးဆွဲရတယ်ပေါ့နော်တူအာလည်းမဟုတ်ဘူးเนาะအနေမြင့်တက်ကြလည်းမရှိဘူးတပြေးညီတယ်ကိုနည်းနည်းတန်ရှည်ဆွဲပြီးတော့အာအာเนาะအဲ့လိုအတန်မျိုးနောက်ပြီးတော့ second tone ဆိုလို့ရှိရင်ကြတော့လေမြန်မာလိုဆိုရင်တော့ဒုတိယအတန်ပေါ့နော်ဒုတိယအတန်အင်္ဂလိပ်လိုဆိုရင် second tone တရုတ်လိုမှတ်ချင်တယ်ဆိုရင် R ရှမ်းစိတ်တလို့မှတ်ပေါ့နော်ဟိုမြန်မာလိုမှတ်ချင်မှတ် English လိုမှတ်ချင်မှတ်ဒါမှမဟုတ်တရုတ်အတန်နဲ့မှတ်ချင်လဲမှတ်စိတ်တလို့မှတ်လို့ရတယ်အဲ့တော့ R ရှမ်းရဲ့သင်္ကေတကအောက်ကနေအပေါ်ကိုတက်တာနော်အပေါ်ကနေအောက်ကိုဆင်းတာပေါ့အောက်ကနေအပေါ်ကိုတက်တာတစ်စောင်းလေးအောက်ကနေအပေါ်ကိုတက်တာအဲ့တော့အောက်ကနေအပေါ်ကိုတက်တာနော်သူ့ရဲ့သင်္ကေတကအဲ့တော့သူ့ရဲ့အတန်ကလည်းအဲ့လိုပဲအောက်ကနေအပေါ်ကိုတက်သွားတာတူပဲအတန်ကအာအာပြန်ကြတဲ့အတန်မပေါ့အာဆိုပြီးသွားပြီအဲ့တော့ပထမဆုံး first tone တော့ကじゃတန်ရှည်ဆွဲမယ်အာဒုတိယတန်ကြတော့အာเนาะအဲ့လောက်ပဲနောက်ပြီးတော့ third tone ကိုကြတော့မြန်မာလိုကကြတော့တတိယတန်တရုတ်လိုဆိုလို့ရှိရင်တော့ဆန်းရှမ်းလို့ခေါ်တယ်အဲ့တော့အဲ့ဆန်းရှမ်းကသူက V ပုံစံလေးတကူသူကပေါ့နော်အမြင့်ဆုံးကနေတော့မဟုတ်တဝက်လောက်ကနေအောက်ကိုကျမယ်အဲ့ဒီအောက်ကနေမှအပေါ်ကိုတက်သွားမယ် V ပုံစံလေးနဲ့တူတယ်အဲ့တော့ဒီအဲ့ဒီ V ပုံစံအတိုင်းပဲအဲ့ဒီဆန်းရှမ်းရဲ့အတန်ထွက်ကလည်းအဲ့လိုမျိုး wave ပုံစံလေးပေါ့နော်အာနည်းနည်းရှိနေရကနေအောက်ကိုကျသွားမယ်အဲ့ဒီကျပြီးတော့အပေါ်ကိုပြန်တက်တဲ့အတန်မျိုးပေါ့နော်အာအာပြီနော်အဲ့ဒါပြီးတော့နောက်ဆုံး fourth tone ကကြတော့အောက်ကိုကျတာသူ့ရဲ့ tone mass သင်္ကေတပုံစံကအပေါ်ကနေအောက်ကိုကျတာအဲ့တော့အပေါ်ကနေအောက်ကိုကျရဖြစ်တဲ့အတန်လဲအဲ့လိုပဲအောက်ကိုကျသွားတဲ့အတန်သူကမြန်မာတန်နဲ့ဆိုအောက်ကမြင့်တန်နဲ့တူတယ်အဲ့ဒီလေးတန်နဲ့မှာဆိုရင်တော့အဲ့ဒီအတန်အလွယ်ဆုံးပဲမြန်မာတွေအတွက်နော်အောက်ကမြင့်တန်ဖြစ်တဲ့အတွက်အမှာအောက်ကမြင့်ထည့်လိုက်တဲ့အတန်မျိုးပေါ့နော်ဆိုတဲ့အတန်အဲ့ဒါကိုfourth tone ကိုတရုတ်လိုဆိုရင်တော့四声လို့ခေါ်တယ်四声ဟုတ်ပြီနော်အဲ့တော့ဒီသင်္ကေတ၄ခုကိုပြန်ပြီးပြောရမယ်ဆိုရင်တော့ပထမအတန်ဆိုလို့ရှိရင်သင်္ကေတကရေပြီးညီမြင့်အတိုင်းလေးပဲဒုတိယအတန်ဆိုရင်အောက်ကနေပေါ်တစ်စောင်းလေးတက်မယ်တတိယအတန်ဆိုရင်ဒီလို V ပုံစံလေးနောက်ဆုံးအတန်ဆိုရင်အပေါ်ကနေအောက်ကိုကျမယ်
အဲ့တော့အတန်တုံး၄ခုရှိရပေါ့နော်အဲ့တော့ဒီချင်းရှမ်းအတွက်ကအတန်တုံးပုံစံမရှိဘူးလားဆိုတော့မရှိဘူးပေါ့နော်အဲ့တော့သင်္ကေတကစကလုံးတိုင်းမှာတင်ထားမှာအဲ့တော့စကလုံးမတင်ထားတဲ့စကလုံးတိုင်းမှာတင်ထားမှာပေါ့နော်အဲ့တော့အတန်တုံးမတင်ထားဒီလို Thomas သင်္ကေတမတင်ထားတဲ့စကလုံးတိုင်းကအဲ့ဒါချင်းရှမ်းတန်ဖို့တန်နေပြီပဲအဲ့လိုမှတ်လို့ရတယ်ပေါ့နော်ချင်းရှမ်းမှာကသူ့ရဲ့သင်္ကေတမရှိဘူးသင်္ကေတမတင်တာအဲ့ဒါချင်းရှမ်းပဲဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒီလေးလုံးကိုပြန်ပြီးတော့ထွက်ပြမယ်နော်အဲ့တော့ပထမဦးဆုံးအတန်ဆိုရင်တန်ရှည်ဆွဲပြီးတော့အာဒုတိယအတန်ဆိုရင်အာတတိယတန်အာနောက်ဆုံးတန်အဲ့တော့ဒီမှာဆိုလို့ရှိရင်မှားကြတာဒုတိယတန်နဲ့တတိယတန်နဲ့နည်းနည်းမှားကြတယ်အဲ့တော့ဒုတိယတန်ကအတန်တိုတယ်သူ့ရဲ့ထူးခြားချက်ကအတန်တိုတယ်ဒီလိုအပေါ်ပဲတက်သွားတာပြန်ကြတဲ့အတန်မပါဘူးအဲ့ဒါဆိုပြီးသွားပြီဒါပေမဲ့တတိယတန်ကျတော့အတန်နည်းနည်းရှိတယ်သူကကျတော့အောက်ကိုကျသွားပြီးတော့မှအပေါ်ကိုပြန်တက်တဲ့အတန်မျိုးပေါ့နော်နည်းနည်းလေးရှိတယ်အဲ့လိုမျိုးကွာတယ်နောက်ပြီးအဲ့ပထမတန်နဲ့တတိယတန်နဲ့လည်းရောကြပြန်ပထမတန်နဲ့တတိယတန်နဲ့ကတော့ဘာမှမဆိုင်တာပထမတန်တန်ရှည်တယ်ဒါပေမဲ့လည်း तू ကအနှိမ့်မြင့်တက်ကြမရှိဘူးတပြေးတည်းထွက်ရတာအာအာအဲ့လိုမျိုးဒါပေမဲ့တတိယတန်ကျတော့ तू ကနှိမ့်ရင်နှိမ့်ပြီးတော့မှပြန်တက်သွားတာအာအဲ့လိုအတန်မျိုးဟုတ်ပြီနော်အဲ့တော့ဒါလေးလုံးဆိုရင်အာအာရမယ်နော်ဟုတ်ပြီအဲ့ဆိုရင်ဒါသင်္ကေတလေးတွေရဲ့အတန်ထွက်နည်းနည်းကိုပြောလိုက်ပြီအဲ့တော့အဲ့ဒီလို Thomas တွေကိုဒါကအဲ့လိုသင်္ကေတတွေကိုဒီလိုမျိုးပေါ်တင်ရမှာအဲ့တော့အဲ့လိုတင်တဲ့အခါမှာဘယ်စလုံးပေါ်တင်မှာလဲအဲ့ဒီဟာက rules ရှိရပေါ့နော်အဲ့ဒီ rules ကိုသိထားလို့ရှင်ကိုဘာမှကြက်နေစရာမလိုအကုန်လုံးကိုဘယ်စလုံးပြတင်တတ်မယ်အဲ့တော့အဲ့ဒီ rules ကိုအရင်ဆုံးပြောပြပါမယ်အဲ့တော့ Thomas rule ခုနတင်လိုက်တဲ့အတန်တုံးတွေကိုတဲ့ဘယ်ပေါ်မှာပဲတင်ရမလဲဆိုတော့တရပေါ်မှာပဲတင်ရမယ်အဲ့တော့တရဆိုတာကတရနဲ့ဘီတော့သိရနော်အဲ့တော့ပထမဆုံး part 1မှာတင်ထားတာကဘီတွေအဲ့ဒီ performer တို့ terminal တို့အဲ့ဒီပေါ်မှာမတင်ရအောင်ဘယ်တော့မှမတင်ရအောင်အမြဲတမ်းတင်ရမှာကအဲ့ဒီ ROEU ပေါ့နော်အဲ့ဒီတင်လိုက်တဲ့ဒုတိယမျက်နှာကဟာတွေတရတွေအဲ့တရတွေအပေါ်မှာပဲတင်ရမယ်အဲ့တော့ဟုတ်ပြီတရအပေါ်မှာတင်ရမယ် A တစ်လုံးနဲ့ဆိုရင်တော့ဟုတ်တယ် A ပေါ်မှာတင်လိုက်လို့ရတယ်အမှ I တစ်လုံးနဲ့ဆိုလဲ I ပေါ်မှာတင်လိုက်လို့ရတယ် U တစ်လုံးနဲ့ဆိုလဲ U ပေါ်မှာတင်လိုက်လို့ရတယ်ဒါပေမဲ့လည်းတရနှလုံးနေเนาะတစ်လုံးနဲ့တရတော့ကိစ္စမရှိဘူးနှလုံးတရတွေဥပမာထားပါတော့ AO တို့เนาะ IE တို့ IE တို့ နောက်ပြီးလို့ရှိရင် UE တို့เนาะအဲ့လိုပုံစံမျိုးပေါ့เนาะAI တို့เนาะအဲ့လိုပုံစံမျိုးတရတွေနှလုံးနေဒါမှမဟုတ်သုံးလုံးနေလည်းရှိပါတယ် ANG တို့เนาะပြီးသွားလို့ရှိရင် IAO တို့เนาะအဲ့လိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်ကျတော့ဘယ်ပေါ်မှာတင်မလဲအဲ့ဒီဟာကအဲ့ဒီ ROEUG ကိုတရအစဉ်အတိုင်းတင်ရမယ်အဲ့တော့ ROEUG ကိုအရင်တော့ part 2မှာကြက်ထားလို့ပြောတယ်ပေါ့နော်အဲ့ဒါကြောင့်ကြက်ခိုင်းတာဒီဟာကြောင့်ပေါ့နော်အဲ့တော့ ROEUG ကိုတရအစဉ်အတိုင်းတင်ရမယ်ဆိုတဲ့အဓိပ္ပာယ်ကဒီတရအစဉ်6ခုမှာအရင်ဆုံးလာတဲ့တရဘောကိုတင်ပေးရမယ်ဥပမာ AO မှာဆိုရင် ROEUG မှာ A ရအရင်လာတယ်အဲကြောင့်မလို့ A ပေါ်မှာတင်ရမယ်ဒီနှလုံးထဲမှာအရင်လာတဲ့စလုံးကိုပြောတာမဟုတ်ဘူးเนาะဒီတရအစဉ်မှာအရင်လာတဲ့စလုံးကိုပြောတာဥပမာ IE ဆိုရင်ဒီမှာ အရင်လာတယ်အဲ့ဒါကြောင့်မလို့ E ပေါ်မှာအတန်တုံးတင်ပေးရမယ်ဟုတ်ပြီနော်ဥပမာထားပါတော့ IAO ဆိုလို့ရှိရင် A ရအရင်လာတယ်အဲ့ဒါကြောင့်မလို့ A ပေါ်မှာအတန်တုံးတင်ပေးရမယ် UE ဆိုလို့ရှိရင်လည်း အရင်လာဖြစ်တဲ့အတွက် A ပေါ်မှာတင်ပေးရမယ် AI ဆိုရင်လည်း A ရအရင်လာဖြစ်တဲ့အတွက် A ပေါ်မှာတင်မယ်အဲ့တော့နောက်တစ်ခုဖြစ်တဲ့ ANG တို့ EN တို့ ENG တို့အဲ့လိုမျိုး N တို့ G တို့ပါလာရင်အစကတည်းက N တို့ G တို့ကသူက B ထဲမှာပါတာတရထဲမှာမပါဘူးအဲ့ဒါကြောင့်အဲ့ဒါဒီဆိုစဉ်းစားကြမလို့ A ဆို A ပေါ်မှာတင်ရုံပဲဥပမာ EN ဆိုထားပါတော့ EN ဆိုလည်း E ပေါ်မှာတင်ရုံပဲ IN ဆိုလို့ရှိရင်လည်း I ပေါ်မှာတင်ရုံပဲအဲ့ဒီ N နဲ့ G တွေကိုစဉ်းစားကြမလို့ဘူးအဲ့တော့ကိုမှတ်ထားရမှာကတရအစဉ်အတိုင်းတင်ရမယ်အရင်လာတဲ့တရပေါ်မှာ Thomas ကိုတင်ပေးရမယ်ဟုတ်ပြီနော်အဲ့ဒါပြီးတော့နောက်ထပ်နံပါတ်3 IU နဲ့ UI ဆိုလို့ရှိရင်လည်းနောက်ဆုံးတရပေါ်တင်ရမယ်အဲ့ဒီနှလုံးမှာတော့ဒီ ROEUU ရအကျုံးမဝင်သူတို့နှလုံးပဲเนาะဖင်းကြီးရဲ့စကလုံးတွေအများကြီးရှိရဲ့တရတွေအများကြီးမှာအဲ့နှလုံးကိုပဲဒီစီမီနဲ့တင်ရမယ်နောက်ဆုံးတရပေါ်မှာတင်ရမယ် IU ဆိုရင် U ပေါ်မှာတင်မယ် UI ဆိုရင် I ပေါ်မှာတင်မယ်ဟုတ်ပြီနော်အဲ့ဒါနံပါတ်3ချက်နံပါတ်4 IMO ကိုတုံးတင်တဲ့အခါ IMO ကအဆက်ကိုမရေးရအောင်အဲ့ဒါကကြတော့သူကရေးနီးအမှန်ပေါ့နော်ဥပမာ I ကဒီလိုမျိုး तू ကတရတုံးကလည်းပါခဲ့တယ်အပေါ်ကအဆက်ကလေးဒါပေမဲ့လည်း तू ကအပေါ်မှာတုံးနေတင်ပြီဆိုလို့ရှိရင်တော့အဲ့ဒီအဆက်ကိုဖြုတ်ပြီးတော့မှရေးရမယ်အဲ့ဒါမှရေးနီးအမှန်ပေါ့နော်ရင်းနှီးအမှန်သူကဒီလိုမျိုးလေးဖြစ်မယ်ပေါ့နော်ရင်းနှီးအမှန်အဲ့တော့ဒါကကြတော့ Thomas rules တွေပေါ့နော်အဲ့ Thomas rules တွေကကြက်စရာတော့မလိုဒါပေမဲ့လည်းကိုမဆဆတင်တဲ့လူဆိုရင်စိတ်ထဲမှာမစွဲဘူးမှတ်မိဘူးအဲ့ဒါကြောင့်မို့လို့ဒီလို IU တို့ UI တို့ချွင်းချက်စလုံးတွေဆိုရင်ပို့ဆိုးတယ်အဲ့ဒါကြောင့်များများဖတ်ပေးဖို့တော့လိုတယ်ပေါ့နော်တတိယတော့အောင်ကြက်စရာတော့မလိုဘူး
ပြီးအဲ့တော့အဲ့ဒီ R O A U U ရဲ့တရအစဉ်အတိုင်းပေါ့နော်အစဉ်တိုင်း3 max တင်တာကိုတိသွားယူဆိုလို့ရှိရင်ဒီမှာတင်တာလေးတွေကလွယ်လွယ်လေးတွေပဲခုနစီမင်းအတိုင်းပဲတင်ထားတာအဲ့တော့ဘဲစလုံးမှာအတန်တုံးတင်ရမယ်ဆိုတော့လိုက်ပြီးတော့ကြက်နေစရာမလိုမှတ်နေစရာမလိုအဲ့ဒီစီမင်းတင်ကိုဘဲစလုံးလာတင်လို့ရတယ်ဟုတ်ပြီနော်ဒါကကြတော့ဒီတရနဲ့အတန်တုံးနဲ့ပေါင်းထားတာကိုနမူနာအနေနဲ့ရေးထားတာအကုန်လုံးတော့မဟုတ်သေးဘူးဒါတချို့တဝက်တရတွေပဲရှိသေးရဲ့ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် तू ကတရနဲ့အတန်တုံးပဲပေါင်းနေတာဘီးမပါလာသေးဘူးဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒီလိုမျိုး၄တန်တစ်ဖြက်စီဆိုပြမယ်နော်အဲ့တော့ခုနအာပေါ့နော်အဲ့ဒီ၄တန်နဲ့ဒီထဲကဒီဟာတွေစလုံးတွေကိုအစားထိုးပြီးတော့ဆိုမှာဟုတ်ပြီနော်အဲ့တော့ပထမဆုံး A နော်အာကို၄တန်ထွက်မယ်ဆိုရင်အာ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 ဟုတ်ပြီနောက်တစ်ခု O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  呃呃နောက်တစ်ခုရီနော်ရီစလုံးအဲ့တော့ရီနောက်တစ်ခုကဝူ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 နောက်တစ်ခုကရွီ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 ဟုတ်ပြီအဲ့တော့ဒါပြီးသွားလို့ရှိရင်ဒီ6လုံးလုံးကိုပြန်ဆိုပြမယ်နော်အာ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 အော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 呃呃呃呃，洗，呜，ပြီးအဲ့ဒါဆိုရင်ဒီ6လုံးဆိုပြမယ်နော်အဲ့တော့ I A喂嗷哦哟ဟုတ်ပြီနောက်တစ်ခု耶ရွှဲRအန်in ယင်နော်အဲ့တော့၄တန်ကဒီလိုမျိုးလေးဆိုရင်တော့အဲ့လောက်ကြီးမခတ်ဘူးเนาะပြောက်တောင်းမဟုတ်လို့ရှင်ဒါကတော့အကုန်လုံးဆိုနိုင်တယ်เนาะဒါလည်းအဲ့လိုမျိုးများများဆိုပေးဖို့ပဲလိုတယ်ပေါ့เนาะဒါကတော့အကုန်လုံးတော့မဟုတ်သေးဘူးတချို့တစ်ဝက်ကိုတရနဲ့အတန်တုံးနဲ့ပေါင်းထားတာပေါ့เนาะအဲ့တော့လေနင်တို့ဒီလိုတရနဲ့အတန်တုံးနဲ့ပေါင်းသွားထုံးမတ်ပြီးသွားလို့ရှင်နောက်ထပ်အပိုင်းကနေစပြီးတော့ဘာလာမလဲဆိုတော့အကုန်လုံးပေါ့เนาะထုံးမတ်ရဲ့ထုံးမတ်ပြီးတော့ဘီရဲ့တရရဲ့အတန်တုံးရဲ့၃မျိုးလုံးပေါင်းပါပေါ့เนาะဘီနဲ့တရနဲ့ပေါင်းမယ်အတန်တုံးနဲ့ပေါင်းပြီးတော့ဒီလိုမျိုးဇယားကွက်ကလေးတွေရှိမယ်အဲ့ဒါကြတော့နောက်တစ်ချိန်ကျရင်သွားမှာပေါ့နော်အဲ့တော့နောက်ချိန်ကျရင်ဇယားကွက်တစ်ကွက်ကိုတစ်ပိုင်းနဲ့တင်ပေးမယ်ပေါ့နော်အဲ့တော့အခုကတော့ဒီနေ့ကတော့အတန်ရဲ့တရနဲ့အတန်တုံးနဲ့ပြီးတော့ဒီအတန်တုံး၄မျိုးအကြောင်းဒီသင်္ကေတလေးတွေနောက်ပြီးလို့ရှိရင်အဲ့ဒီလို Thomas rules တွေအကြောင်းပြောရတာပါအဲ့တော့ကျွန်တော်နောက်ဆုံးအကြိမ်အနေနဲ့ဒီတရ plus အတန်တုံးဒီစာမျက်နှာလေးကိုနောက်တစ်ခေါက်ပြန်ထွက်ပြမယ်နော်အာ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 โอ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 เอ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 洗呜嘘I A喂嗷哦哟耶ရွှဲR an in ယင်အဲ့တော့တရနဲ့တန်တုံးနဲ့ပေါင်းတာတွေလည်းအကုန်လုံးဆိုပြပြီးသွားပြီပေါ့နော်အဲ့တော့ကျွမ်းဒီနေ့ part 3မှာပြောပြတဲ့တရနဲ့အတန်တုံးပေါင်းတာအတန်တုံးတွေအကြောင်းကိုနားမလည်တာရှိလို့ရှိရင်ကျွမ်းရဲ့အောက်က comment မှာမေးထားလို့ရပါတယ်အဲ့နောက်ဗီဒီယိုကြရင်ပြန်ပြောပြပေးမယ်ပေါ့နော်
အဲ့ဆိုရှင်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးကြက်ကြက်မှာဘိုင်ဘိုင်